အားလုံးပဲ bro ရေကျွန်တော်အခုဒီနေ့မှာတော့ကျွန်တော် bro တို့နဲ့အတူဆေးရုံကြီးတစ်ခုတည်ဆောက်သွားမှာဖြစ်ပါတယ်ကဲကျွန်တော်တော့လီယိုမှာကဲ let's go စလိုက်ကြရအောင်ကျွန်တော်ဒီမှာအလုတ်တမားခါရမယ်ပေါ့နော်အလုတ်တမားခါရမယ်ဒီမှာ okay ရပြီအလုတ်တမားခါတာမဟုတ်ကျွန်တော်ကိုယ်တိုင်ဝင်လောက်ရမှာကွာ okay ကဲokay ကဲအလုပ်လုပ်မယ် okay ကဲ okay ရပြီကျွန်တော်ဒီမှာပတ်စံထောက်ရမှာပေါ့နော်ကျွန်တော် okay အလုပ်တမားတော့ခလိုက်တော့မယ်ပတ်စံမလောက်သေးဘူးကွာ okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ live ဖြည့်ကြမှာပေါ့နော်ကျွန်တော်တို့နေအောင်ဒီ okay လူနာတွေလာရင်တော့ထိုင်ဖို့အတွက်ထိုင်ခုံတော့ဖြည့်ရမှာပေါ့နော် okay ကဲပြီးရင်ဒီမှာ okay အခန်းလေးပေါ့ okay okay ပတ်စံလိုက်ယူမယ် okay okay ဒီမှာထပ်ဖြည့်မယ်ပေါ့နော်ကျွန်တော်တို့အလုပ်တမားထိုင်ငှားမယ် okay okay ပတ်စံမပြည့်သေးဘူးကွာဟာနေပတ်စံမပြည့်သေးဘူးကွာပတ်စံထောက်ရအောင်မယ် okay ဟေးပတ်စံထောက်မယ်လေဟေးရပြီကျွန်တော်ဒီနားလေးမှာ live ဖြည့်ကြလိုက်မယ် okay okay ဒီမှာ live ကျွန်တော် live ဖြည့်ကြမှာပေါ့နော်ညောင် live ဖြည့်မယ်နောက်ကျွန်တော်ပတ်စံထောက်လိုက်မယ်ဗျာဘာဖြစ်လို့လဲကျွန်တော်ဖြည့်လို့မရဘူးပေါ့နော် bro ကျွန်တော်ဖြည့်လို့မရဘူးဗျဟေးဖြည့်လေမရဘူးကွာကျွန်တော်ဖြည့်လို့မရဘူးနော်okay ဖြည့်လို့ရတော့ကြီးကွာ okay ဒီမှာ live ဖြည့်မယ် okay ရပြီokay ဒီနားလေးမှာ live ဖြည့်မှာပေါ့နော်ကျွန်တော်တို့ကဲဒီမှာဖြည့်မယ် okay ရပြီဒီမှာကာလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်တို့လူနာတွေရောက်နေပြီကွာroom 2ကိုသွားလိုက် okay room 1ကိုလွှတ်လိုက်မယ်ဗျာကျွန်တော်တို့ okay လောဆယ်ဆရာဝန်တော့မရှိသေးဘူးကွာဆရာမမဟုတ်ဆရာဝန်မှားတော့လို့ okay ဆရာဝန်ငှားဖို့ကဟိုအများကြီးပဲကွာဆရာဝန်ငှားဖို့ကokay ပတ်စံထောက်မယ် okay
โอเคကျွန်တော်တို့ဒီမှာ live ဖြစ်ရင်ပေါ့နော်